အားလုံးပဲမင်္ဂလာပါဒီချေကတော့ Chelsea ဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုမှာဆိုရင်ချေကချေတို့ Paragon Education ကနေပြီးတော့တစ်ထပ်ပြီးဖွင့်လိုက်တဲ့ IELTS Power Prep ဆိုတဲ့ dynamic ဆက်ပြီးတော့မှာဖြစ်ပါတယ်ဆိုတော့ဒီ IELTS Power Prep ဆိုလို့ရှိရင် IELTS ကိုခြေကမ်းနေစပြီးတော့ exam ဝင်ဖြေနိုင်တဲ့အထိတနေရာထဲမှာပဲစုံစုံလင်လင်စနစ်တကျလေ့ကျင့်ချင်တဲ့သူတွေအတွက်အထူးစီစဉ်ထားတဲ့ time ဖြစ်ပါတယ်ဆိုတော့ဒီတန်းကတပတ်၄ရက်class တက်ရမယ်အဲ့ဒါအပြင်တန်းချိန်ပြင်ပမှာပါဆက်ပြီးတော့ practice လုပ်လို့ရမယ် daily test တွေတစ်ချက်စီစဉ်ပေးထားပါတယ်တေချာလေးစာလိုက်လို့ဖြစ်အောင် study plan နဲ့ငေါင်းလေးစီစဉ်ပေးထားတယ်ပေါ့နော်အဲ့ဒါအပြင်နောက်ထပ်ထူးခြားချက်တွေပြောပါဆိုရင်တော့ခြေတို့မှာ digital portfolio ရှိပါမယ်ဆိုတော့ digital portfolio ကဒါအတန်းတစ်လျှောက်အတန်းထဲမှာ practice လုပ်မဲ့ test တွေအပြင်ဒါခြေထပ်ပြီးပေးမဲ့ daily test တွေကိုအမှတ်ဘယ်လောက်ရတယ်ဘယ်တိုင်းတာအထိ practice လုပ်ထားရဲဆိုတာကို record လုပ်လို့ရမယ် digital portfolio ဖြစ်ပါတယ်။ဘာကြောင့်ဒီလိုစီစဉ်ပေးထားရလဲဆိုတော့ဒါကိုပြန်ပြီးတော့စမ်းစစ်လို့ရအောင်ပေါ့နော်။ကိုတကယ်စာလုပ်ဖြစ်နေရလား။ဘယ်ပိုင်းမှာကိုကကြံနေခဲ့ပြီလဲ။ဒါမှမဟုတ်ဘာတွေကဘယ်လောက်ထိရနေပြီလဲ။ကိုလေးကိုကြည့်ပြီးတော့ဒါစမ်းစစ်လို့ရအောင်စီစဉ်ပေးထားတယ်။အဲ့ဒါအပြင် group class ဆိုပေမဲ့ one-on-one feedback session နှစ်ချိန်ထည့်ပေးထားပါတယ်။ဆိုတော့ပထမဆုံးအနေနဲ့တင်နန်းချိန်ပေါ့နော်တင်နန်း၃ပတ်ပြီးသွားပြီဆိုရင်ကျွန်တော် one-on-one feedback section ပေးပါမယ် digital portfolio ထဲမှာမှတ်ထားတဲ့ဒါကိုယ့်ရဲ့အားသာချက်အားနည်းချက်တွေကိုချေရတာဆွေးနွေးပေးမယ် feedback ပေးမယ်ဘယ်လောက်ထပ်ပြီးတော့ဒါ practice လုပ်ဖို့လိုသေးတယ်ဘယ်လိုထပ်ပြီးလုပ်ရမလဲဆိုတာတွေကိုအသေးစိတ်ပြောပြသွားမှာပါကဲအဲ့ဒါပြီးပြီဆိုရင်တော့ကျွန်တော်နောက်ထပ်၅ဘက်ကျန်မယ်အဲ့တော့ချေပေးထားတဲ့ feedback နဲ့ဒီ၅ဘက်အတွင်းမှာတေချာလေးဆက်ပြီးတော့ practice လုပ်မယ်ဆိုလို့ရှိရင်တေချာပေါက်တောင်တိုးတက်လာနိုင်ပါတယ်နော်ဒီတင်နန်းကာလ၈ပတ်လုံးပြီးတဲ့အခါမှာလည်းဒီချာနောက်ထပ်တစ်ချိန်ပေါ့နော် one-on-one feedback session ထပ်ပြီးပါမယ်အဲ့မှာကျွန်တော် phase 1မှာလုပ်ခဲ့တဲ့ဒါ feedback တွေကနေပြီးတော့ဘယ်လောက်ထိတိုးတက်လာတယ်နော်ဘာတွေဆက်ပြီးတော့လုပ်လို့ရအောင်လဲဆိုတော့တစ်ချက်ကြည့်ပြီးတော့ guidance ပေးနိုင်ပါတယ်နော်အဲ့ဒါအပြင်ဒီချာနောက်ထပ် self evaluation form နှစ်ကြိမ်ဖြည့်ဖို့စီစဉ်ပေးထားတယ်။မှကျ reading တွေဖြည့်ခိုင်းတယ်ဖြည့်ရအများကြီးဖြည့်ရ practice test တွေဖြည့်ရဒါပေမဲ့အမှတ်မတက်လာဘူးဆိုပါဆိုဒါဆိုရင်ဘာလိုအပ်နေလဲဆိုလို့ရှိရင်ကိုဘယ်ပိုင်းမှာရတယ်ဘယ်ပိုင်းမှာမရဘူးဆိုတာကိုသိဖို့လိုအပ်နေတာဖြစ်တယ်အဲ့လိုသိပြီဆိုလို့ရှိရင်နောက်ထပ်လိုအပ်တာဒီ guidance ပါအဲ့ဒီဖြည့်ရှင်းပေးဖို့အတွက် self evaluation စီစဉ်ပေးထားပါတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒါကိုယ့်ရဲ့အားသာချက်အားနည်းချက်တွေကိုထည့်ပြီးတော့ရေးမယ်ပြီးလို့ရှိရင်ချင်းနဲ့ဒါ discuss လုပ်မယ်ပေါ့နော်အဲ့တော့ဒါတွေဒီချေရဲ့ဒီ IELTS Power Prep မှာအထူးစီစဉ်ပေးထားဖြစ်ပါတယ်အဲ့တော့အဲ့ဒါအပြင်ဒီတောင်တက်မယ်ဆိုလို့ရှိရင်နောက်ထပ် class နှစ်ခုပါဒါ free join လို့ရပါမယ်နော်အဲ့ဒါကတော့ grammar နဲ့ vocabulary ပေါ့နော်ဒါကတော့ self paced learning ဖြစ်ပါမယ်တရားဘာကြောင့်ဒါကိုဒီတက် course နှစ်ခုပြန်ထုတ်ထားတာလဲဆိုလို့ရှိရင်ဒါ grammar နဲ့ vocab ဒီ speaking နဲ့ writing မှာဆိုရင် criteria မှာကဒါ90%အကျုံးဝင်ပါတယ်เนาะအဲ့တော့ဒီ grammar နဲ့ vocab ရရင်ကိုဒါကိုတော့တော်တော်လေးစင်ပြေတယ် speaking နဲ့ writing မဟုတ်ဘူး listening reading မှာပါအများကြီးကျိုးရှိပါတယ်ဒါ rules တွေပဲသင်တာမဟုတ်ပဲねဒီ rules တွေပြန်ပြီးတော့ apply လုပ်လို့ရအောင် exercise တွေထည့်ပေးထားပါတယ်အဲ့ course နှစ်ခုပါ free တက်ရမယ်ပေါ့နော်ဆိုတော့ဒါကိုလည်းတစ်ချက်က portfolio မှာဒါလာပြီးတော့မှတ်ထားလို့ရအောင်စီစဉ်ပေးထားပါတယ်အဲ့တော့စာတိချာလုပ်မယ်ဆိုလို့ရှိရင်ဒီနှစ်လအတွင်းကကိုယ့်ရဲ့ progress တစ်ခုလုံးမြင်နေရမှာဖြစ်ပါတယ်ဒါဆိုရင်ကိုကပို့ပြီးတော့ consistency ရှိမယ်ပို့ပြီးတော့ဒါmotivation လည်းပို့ရမယ်ပေါ့နော်စာလုပ်ဖို့အတွက်ကိုအဲ့တော့ဒါကချေတို့အတန်းမှာအထူးစီစဉ်ပေးထားတဲ့ဟာတွေဖြစ်ပါတယ်ဆိုတော့အတန်းပြီးတော့ရင်တော့ချေကဒါချေ class တွေမှာလုပ်နေကြပုံစံတိုင်း mock testဒါ 4 scale လုံးအတွက်ချင်းစစ်ပေးပါမယ်ဒီချေတို့ perfect actor ကတော့အများနှစ်လတစ်ချိန်ချေကဒါစီစဉ်ပြီးသွားမယ်အဲ့တော့ဒီ match လအတွက်လည်းအတန်းရှိပါမယ်ဆိုတော့ဒီတန်းနဲ့ပတ်သက်ပြီးတော့သိချင်တာထပ်ပြီးနေချင်တာရှိရဆိုလို့ရှိရင်နေခဲ့လို့ရပါတယ်